င်္ဂလာပါပြည်သူ့တန်သတင်းဌာနရဲ့2026ခုနှစ်မတ်လ16ရက်နေ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ချင်းပြည်နယ်ဖလန်းမြို့နယ်လုံးဟော့ကျွာကိုမတ်လ14ရက်မိုးလပိုင်းတနာရီလောက်ကစစ်ကောင်မရှင်တပ်ကလေကြောင်းကနေဘုံနှလုံးကျဲချခဲ့ရာအရသာပြည်သူ3ဦးသေဆုံးခဲ့ပြီး4ဦးဒဏ်ရာရရှိကာနေအိမ်4လုံးပျက်စီးခဲ့တယ်လို့သိရပါတယ်။ဘုံကျဲတိုက်ခိုက်မှုကြောင့်အသက်14နှစ်အရွယ်ဗန်လင်းဆောင်အသက်12နှစ်အရွယ်ဟန်ရီကီနီဆောင်အသက်20နှစ်အရွယ်ဟောင်လူဆောင်တို့သေဆုံးခဲ့ပြီး4ယောက်ဒဏ်ရာရရှိကာနေအိမ်4လုံးခန့်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မတ်လ10ရက်နေ့ကလည်းလုံးဟော့ကျွာကိုစစ်ကောင်မရှင်တပ်ကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်လို့အသက်19နှစ်အရွယ်ချင်းအမျိုးသမီးငယ်တဦးသေဆုံးခဲ့ပြီးမိခင်ဖြစ်သူမှာအပြင်းအထန်ဒဏ်ရာရရှိခဲ့ပါတယ်။ပြည်သူ့တန်သတင်းဌာနကိုကြည့်ရှုအားပေးကြတဲ့မြန်မာပြည်သူပြည်သားအလုံးဘေးပရာဝတ်ကွာပြီးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေ။